အားလုံးပဲမင်္ဂလာပါတစ်ကိုနေစစ်တရတစ်ဖက်မှတက်ဆိုင်ရာအစိုးရဌာနသို့24ကြိမ်မြောက်ဖန်စီရမိသောမွေးရင်းစည်းဝါးများလွှဲပြောင်းပေးအပ်ခြင်းတစ်ကိုနေစစ်ဒေတာမွေးရင်းစည်းဝါးတပ်ဖြတ်ရေးအဖွဲ့မှဖန်စီရမိသောမွေးရင်းစည်းဝါးများကိုတက်ဆိုင်ရာအစိုးရဌာနများထံသို့24ကြိမ်မြောက်လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို29ရက်9လ2025မနေ့ပိုင်း10:00နာရီတွင်တစ်ကိုနေစစ်တရတစ်ဖက်မှတက်ဆိုင်ရာတာဝန်ရှိသူများဖြစ်ကြသောတစ်ခွန်တစ်စစ်ဒေတာတပ်ဖွဲ့မှမွေးရင်းစည်းဝါးတပ်ဖြတ်ရေးအဖွဲ့ခေါင်းဆောင်ဦးစိတ်ထွန်းပြည်မဆက်ဆံရေးဌာနမှူးဦးစံပိန်းနှင့်တစ်ခွန်တစ်စစ်ဒေတာတပ်ဖွဲ့မှမွေးရင်းစည်းဝါးတပ်ဖြတ်သောခေါင်းဆောင်များတို့မှလွှဲပြောင်းပေးအပ်ပြီးဗိုလ်မှူးကြီးကျော်ထင်ဗိုလ်မှူးတန်းထွန်းဦးဗိုလ်မှူးငိမ့်နိုင်အောင်ဗိုလ်ကြီးညံလင်းထွန်းရဲအုပ်စောမျိုးရဲအုပ်ရာမော်ရဲမှူးကျော်သူရဲမှူးဇော်ဝင်ထွန်းနှင့်ရဲမှူးမြင့်အောင်တို့မှလက်ခံရရှိပါသည်လွှဲပြောင်းပေးအပ်ခဲ့သည့်စုစုပေါင်းစစ်ကြောဆေးပြားပမာဏမှာ73တန်း8,828,828ပြားတို့ဖြစ်ပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်